ရှင်ဆူရှယ်ရီ channel ကနေကြိုဆိုလိုက်ပါတယ်အခန်းနှစ်ဘေဘီလုံကမဟာတကြွယ်အာခက်ကအဲ့ဒီကာလဘေဘီလုံမှာအကြီးကျယ်ဆုံးတကြွယ်တစ်ယောက်ဖြစ်သည်သူ၏ဥစ္စာကြွယ်ဝပုံသတင်းသည်ဤရရှိမျက်နှာသို့ပြန့်နှံ့ကြော်ကြားသည်အာခက်ကငွေကြေးချမ်းသာသလားစိတ်သဘောထားကြီးမားသူလည်းဖြစ်သည်ကိုယ်တိုင်အစည်းအတားမရှိသုံးဆွဲသလိုအလူတန်းအပေကန်းတွင်လည်းအလွန်ရရောသည်သို့သောသူ့တငယ်ချင်းကော်ပြီးပြောသလိုပင်သူ့အိတ်ထဲကရွှေစားတွေသည်ရောပါသည်ဟု၍မရှိထွက်သမျှထက်ပို၍ပင်အလင်းအမြန်ပြန်ဝင်လာနေကြသည်အာခက်ကကြွယ်ဝတဲ့ကြွယ်ဝဆဲမဟာတကြွယ်အစ်စ်တယောက်ဖြစ်ချေသည်ယခုသူ့ထံသို့တငယ်ချင်းတစုထူးထူးခြားခြားရောက်ရှိလာကြသည်မြင်းရထားတိဆောက်သူဗန်စားနှင့်ဂီတဆရာကော်ပြီးထို့နောက်ဗန်စားစေတနာပိုးကခေါ်ဆောင်လာခဲ့သည့်အခြားသောတငယ်ချင်းများဗန်စားတို့အဖွဲ့ကသူတို့လာရင်အချက်ကိုအာခက်အားရှင်းလင်းပြောဆိုသည်တငယ်ချင်းအာခက်မင်းကငါတို့အားလုံးထက်ကံကောင်းတယ်ဒုရတွင်မငတ်အောင်ရုန်းကန်နေရတဲ့အချိန်မင်းကဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေတယ်မင်းကတာနာပိဆိုတဲ့အဝေစားတွေဝိရှားပါပိဆိုတဲ့စားတောက်ဖွယ်ရာတွေစားနေတဲ့အချိန်မှာဒိုးကဖြစ်တယ်လို့စားလူကြားသွားနိုင်ုံလောက်ဝေပြီးနေရတယ်ဒါပေမဲ့တစ်ချိန်လုံးကတော့ဒိုးအားလုံးတန်းတူကြီးလူပဲစာတင်တော့လည်းတက်စီရတယ်ကစားခုံစားတာလည်းအတူတူပဲမင်းကဒိုးထက်စာမှလည်းမတော်ဘူးကစားရမှလည်းမသားခဲ့ဘူးနောက်ပိုင်းလူကြီးဖြစ်လာတဲ့အချိန်မှလည်းမင်းကဒိုးထက်ဘလောက်မှပေပေမန်းမန်းအလုပ်လုပ်တာမတွေ့ရဘူးဒါပေမဲ့ကံကြမ္မာကမင်းတယောက်တည်းကိုမျက်နှာသာပေးရွေးချယ်သွားတယ်လောကရဲ့စီစဉ်ချမ်းသာမျိုးစုံကိုမင်းလက်ထက်ပုံဝဲသွားခဲ့တယ်အဲ့ဒါဘာကြောင့်လဲအဲ့ဒါသိချင်လို့ဒိုးလာခဲ့ကြတာသူတို့စကားဆုံးသည့်နှင့်အာခက်ကဆိုသည်တငယ်ချင်းတို့အယူဆတွေမှားနေကြပြီကွာမင်းတို့မချမ်းသာမကြီးပွားရခြင်းအကြောင်းရင်းဟာကံကြမ္မာနဲ့မဆိုင်ဘူးကွဒဏအစအုံတစ်ခုဘလို့စူးစီးတိဆောက်ရတယ်ဆိုတဲ့ဥပဒေသားတွေနီလန်းတွေကိုမင်းတို့မစူးစမ်းမလေးလာမိလက်တွေ့မကျင့်သုံးမိကြလို့သာဖြစ်ရတာကံတက်တက်နဲ့လူတယောက်ကြီးပွားချမ်းသာတယ်ဆိုတာမရှိဘူးကြီးပွားရင်လည်းခဏပဲလူမိုင်းနဲ့ငွေအတူမနေဆိုတာလိုဗျမ်းပရာသုံးဆွဲရင်ကုန်တာပဲကံကြမ္မာကြောင့်အလိုလျောက်ရလာတဲ့ဥစ္စာကရရှိသူကိုအလိုလျောက်နှိမ့်ဆက်ဖြစ်စီသွားတာများတယ်တချို့လူတွေတော့ရှိပါတယ်မသုံးဘူးမဖြုံးဘူးသုံးလိုက်လို့ဂုံသွားမှတိတ်ကြောက်တယ်သူ့မှာပတ်စံမတော်တဆသာရလာတယ်အကယ်၍သုံးဆွဲလို့ဂုံသွားရင်ဘလို့ထက်ရှာရမလဲမသိဘူးအဲ့ဒီတော့ငွေတုပ်ကြီးပိုက်ပြီးစစ်စစ်ရဲရဲကက်စီနဲနဲနဲ့ပဲအိုသေးတဲ့အထိနေသွားကြတယ်ဒီငွေကြောင့်သူတို့ခမညာမှာကိုယ်လည်းမချမ်းသာဘူးစိတ်လည်းမချမ်းသာဘူးတခိုးတဝှက်ရန်ကိုကြောက်လို့တကြောင်ကြကြလည်းနေရသေးတယ်အားလုံးဒီတိုင်းကြီးပဲလို့တော့ငါမဆိုလိုပါဘူးတချို့တော့လည်းရှိပါတယ်ကိုယ်တိုင်မရှာပဲရလာတဲ့ဥစ္စာဥပမာအမွေရလာတဲ့မျိုးဆိုပါတော့အဲ့ဒါကိုသုံးနဲ့တိုးပွားအောင်လည်းလှုပ်သွားတယ်ဆိုတဲ့သူမျိုးတွေဒါမျိုးလည်းရှိတော့ရှိပါတယ်ဒါပေမဲ့နည်းတယ်မင်းတို့သိတဲ့လူတွေလည်းပဲစဉ်းစားကြည့်ပါငါပြောတာသဘောပေါက်လိမ့်မယ်သူစကားနားထောင်ပြီးတငယ်ချင်းတွေမငင်းနိုင်ကြဟုတ်ပါပြီကွာကံကြမ္မာတက်တဲ့ကြောင့်ချမ်းသာလာကြတာမဟုတ်ဘူးဆိုတဲ့အချက်ကိုတို့လက်ခံပါတယ်တို့တွေကြားတဲ့ကမင်းတယောက်တည်းဘယ်နည်းပဲပုံချမ်းသာလာတယ်လဲဆိုတဲ့အကြောင်းသာဆက်ပြီးပြောပြစမ်းပါဟုဆိုသည်အာခက်စကားဆက်သည်ငါလူငယ်ဘဝလောက်မှာပဲငါကောင်းတဲ့ကိုအတွေ့တစ်ခုဝင်ခဲ့တယ်တိတ်ဆန်းတဲ့အတွေ့တော့မဟုတ်ပါဘူးပတ်ဝန်းကျင်မှာရှိတဲ့ကောင်းတဲ့အရာတွေအဖိုးတန်တဲ့ဟာတွေကိုကြည့်ပြီးဒါတွေဟာလူကိုစိတ်ချမ်းသာမှုကျဉ်းနဲ့အားရမှုပေးနိုင်တဲ့အရာတွေပါလားဒါတွေဟာငွေရှိမှရနိုင်တာတွေပါလားလို့တွေးမိလိုက်တာပါငွေဟာစွမ်းပကားတစ်ခုပဲငွေဟာအရာတိုင်းကိုမဖန်တီးနိုင်တော့လဲအရာများစွာကိုတော့ဖြစ်မြောက်အောင်ဆောင်ရွက်ပေးနိုင်တယ်ကိုယ်အရာကိုအလှပခမ်းနားဆုံးမုံမှန်ချေတာနိုင်တယ်ရွှဲသင်းမောနဲ့ခရီးထွက်နိုင်တယ်ဝေးလံခေါင်ဖျားတဲ့အရက်ကရှားပါတဲ့အစာအာဟာရတွေကိုမိဝဲသုံးဆောင်နိုင်တယ်
ရွှေတယ်ငွေတယ်ကြောင်းမြတ်ရတနာတွေဝယ်ယူနိုင်တယ်ဖျားတွေကြောင်းတွေစောင့်နိုင်လှူနိုင်တယ်အာယုံ၅ပါးရဲ့အရာဓာတွေအလိုရှိသမျှခံစားနိုင်တယ်ဒါတွေတွေးမိပြီးဟာမဖြစ်ဘူးငါလည်းလူဘဝမှာနေထိုင်ရတော့ဒီစည်းစိမ်ချမ်းသာတွေကိုတော့တတ်နိုင်သမျှခံစားတော့ရမှာဖြစ်မယ်သူများတွေခံစားနေကြတာအဝေးကငေးကြည့်ရင်းနဲ့တော့တင်းတိမ်မနေနိုင်ဘူးလို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့မင်းတို့သိတဲ့အတိုင်းငါမိဘကလည်းချမ်းချမ်းသာသာတွေကမဟုတ်ဘူးအဖေကတာမန်ကုန်တဲ့အသေးစားပဲညီကိုမောင်နှမတွေကလည်းများတော့အမွေနှိရဖို့မျှော်လင့်ချက်သိမ့်မရှိဘူးဒီတော့ကိုရှာမှကိုရမယ်ဆိုတာသဘောပေါက်ပါတယ်ဒါပေမဲ့ဘယ်လိုရှာရမလဲညံစွမ်းညံစားကလည်းမင်းတို့စောစောကပြောသလိုမင်းတို့ထက်ထူးပြီးရှိတာမှမဟုတ်တာဒါနဲ့စဉ်းစားလိုက်တဲ့အခါကျတော့ချမ်းသာဖို့ဆိုတာချက်ချင်းတော့မဖြစ်နိုင်ဘူးအချိန်ယူပြီးလေ့လာရမယ်နီးလန်းရှာရမယ်ဆိုတာတွေးမိလာတယ်ဒီနေရာမှာအချိန်နဲ့ပတ်သက်လို့ပြောရရင်အချိန်ဆိုတာလူတိုင်းမှာအရှင်ပဲရှိနေကြတာပဲအခုမင်းတို့ဆိုရင်ကိုချမ်းသာအောင်လုပ်ဖို့လုံလောက်တဲ့အချိန်ကာလတစ်ခုတောင်သုံးဖြုံးပြခဲ့ကြပြီးပဲဒီအတွင်းမင်းတို့မှာမိသားစုကလွဲလို့တခြားဘာမှမရခဲ့ဘူးလို့ဆိုတယ်တကယ်တော့မိသားစုနဲ့တိုက်တိုက်ဝန်းဝန်းနေရတယ်ဆိုတာကလည်းဝမ်းသာကုန်ယူစရာတစ်ခုပဲပေါ့ကွာဒါပေမဲ့အဲ့ဒါလည်းထောင်းပေါ့လေအချိန်ယူတဲ့ကိစ္စပြီးတော့လေးလာစီးဘူးတဲ့ကိစ္စဒီကိစ္စမှာတို့ဆရာကြီးပြောဘူးတဲ့စကားတစ်ခုရှိတယ်မင်းတို့လည်းမှတ်မိကြပါလိမ့်မယ်ပညာဆိုတာ2မျိုးရှိတယ်တစ်မျိုးကတို့သင်ထားတတ်ထားသိထားတာနောက်တစ်မျိုးကတို့မသိသေးမတတ်သေးတဲ့အရာကိုဘယ်မှာဘလို့လိုက်ရှာရမလဲသိတာဆိုတဲ့စကားဆရာကြီးပြောတဲ့ဒီစကားကိုကြားရအောင်ပြီးပတ်စံချမ်းသာအောင်လုပ်တဲ့နီလန်းတွေကိုအရင်ဆုံးသိအောင်ရှာဖွေဖို့ပြီးတော့ဒီနီလန်းတွေတိုင်းတကယ်လက်တွေ့လိုက်နာကျင့်သုံးဖို့ငါဆုံးဖြတ်ခဲ့တယ်သို့တော့အဲ့ဒီနောက်မှာစားဝတ်နေမှုအတွက်မော်ကွန်းရုံးမှာစားတော်ကူးစီးရေးလေးအဖြစ်နဲ့ငါအလုပ်ဝင်ခဲ့တယ်ရွှွန်စည်းပြားမှာစာရေးတဲ့အလုပ်ကိုနေ့စဉ်နိုင်ပေါင်းများစွာငါလုပ်ရတယ်အဲ့ဒီမှာလာပေါင်းများစွာကြာပြီးမဲ့ရတဲ့လောကကဘာမှအဖက်မတင်ခဲ့ဘူးစားတယ်ဝတ်တယ်နတ်ပူစော်တယ်တခြားတိုလီမိုလီတွေရဲ့နဲ့ပဲအားလုံးကုန်တယ်ဒါပေမဲ့ချမ်းသာအောင်လုပ်မယ်ဆိုတဲ့စိတ်ကတော့ငါမှပျောက်ပြတ်မသွားဘူးတနေ့မှာတော့ငွေတို့ချေစားတဲ့တထေးကြီးအဲကာမင်းဒူယုံကဝင်မင်းစီရောက်လာပြီးနဝမဥပဒေကိုကော်ပီကူးပေးဖို့အလုပ်အပ်တယ်ကူးဖို့တာဝန်ကျသူကငါဆိုတော့သူကငါ့ကိုပြောတယ်ငါဒီကော်ပီကို2ရက်အတွင်းလိုချင်တယ်တဲ့ပြီးအောင်ကူးပေးနိုင်ရင်မင်းကိုကျေးနီပြား2ပြားအပို့စုပေးမယ်လို့သူကဆိုတယ်ငါလည်းအကျိတ်အနယ်စူးစမ်းပြီးကူးတာပဲဒါပေမဲ့ဥပဒေကတိတ်ရှိတော့ကော်ပီယူဖို့သူလာတဲ့အချိန်မှာငါမပြီးသေးဘူးသူကဒေါသတွေအကြီးအကျယ်ထွက်တယ်ငါသာကြုံတယောက်ဆိုရင်အဲ့ဒီနေရာမှာရင်ကောင်းကောင်းရိုက်ခံရတယ်အခုတော့ငါ့ကိုသူရိုက်ရင်ဝင်မင်းသိခံမှာမဟုတ်ဘူးဆိုတာသိထားတော့ငါကလည်းမကြောက်ဘူးပေါ့ကွာဒါနဲ့သူ့ကိုပြောတယ်ဒီမှာအက်ကာမင်းခမည်းကအရင်ချမ်းသာတဲ့တထေးကြီးပဲကျွန်တော်ကိုလည်းခမည်းလိုချမ်းသာအောင်လုပ်ဖို့နီးလန်းပေးမယ်ဆိုရင်ကျွန်တော်ဒီတညလုံးမအိပ်ဖဲခမည်းစာတွေကူးပေးမယ်ဗျာမနဲ့နေထွက်တဲ့အချိန်ပြီးစေရမယ်ဆိုတော့သူကပြုံးပြီးငါ့ကိုပြန်ပြောတယ်မင်းတော်တော်လဲတဲ့အကောင်ပဲဒါပေမဲ့ငါသဘောတူပါတယ်အပေးအယူပေါ့ကွာတဲ့အဲ့ဒီတညလုံးငါရွှွန်စည်းပြားတွေမှာစာထွင်းနေကြောတပြင်းလုံးတောက်မိခက်ကအနမ်းနဲ့တကောင်းလုံးကတ်မျက်စိတွေလည်းကျိန်းဆက်ပြီးဘာမှတော့မမြင်ချင်တော့ဘူးဒါပေမဲ့မနဲ့လင်းအားကြီးတဲ့အချိန်သူရောက်လာတော့ရွှွန်စည်းစာချက်တွေအားလုံးပြီးနေပြီကဲခမည်းခရီးပေးထားတဲ့အတိုင်းကျွန်တော်ကိုပြောပြီးတော့လို့ငါကဆိုတယ်သူကသဘောကောင်းစွာနဲ့ပဲပြောပါတယ်မောင်ရင်ဘက်ကတာဝန်ကြီးပြီဆိုတော့ငါဘက်ကလည်းတာဝန်ကြီးရမှာပေါ့ဒီအတွက်ငါဝင်မလေးပါဘူးကွာတကယ်တော့ငါလည်းအဖိုးကြီးများထုံးစံအတိုင်းအခုမင်းသိချင်တဲ့အကြောင်းအရာမျိုးကိုတို့ကအလိုလိုကိုပြောချင်နေတာဘယ်လူငယ်မဆိုအသက်ကြီးတဲ့လူတစ်ယောက်စီသွားပြီးမင်းမြန်းမယ်အကြံဉာဏ်တောင်းမယ်ဆိုရင်သူနှစ်ပေါင်းများစွာစူဆောင်းသူမိလာတဲ့အကြံဉာဏ်ဗဟုသုတတွေကိုအလွယ်တကူရနိုင်တာကြီးပဲကွ
ဒါပေမဲ့မင်းသိထားဖို့ကဒီကနေ့တာနေတဲ့နေဟာမင်းတို့အဖေမွေးတဲ့အချိန်တုန်းကတောက်ပါခဲ့တဲ့နေပဲကွအတူတူပဲဒီနေဟာမင်းရဲ့အငယ်ဆုံးမြေးကလေးကွယ်လွန်အိဋ္ဌရောက်တဲ့အချိန်မှလဲအခုလိုပဲအလင်းရောင်ပေးနေအောင်မှာပါလူငယ်တွေရဲ့အတွေ့အခေါ်ဟာကောင်းငင်မှာတခါတရံထွက်ပေါ်တဲ့ကြဲတကွန်များလိုတခွင်တစ်ပြင်းလုံးဖြန်းပြီးလင်းသွားတတ်တာမှန်တယ်ဒါပေမဲ့တဲကြီးဝါကြီးများရဲ့ဉာဏ်အမျှော်မြင်ကတော့ကောင်းငင်မှာတွဲခူနေကြတဲ့ကျဲဝင်များလိုအမြဲတည်နေပြီးပင်လယ်ခရီးသွားတွေကိုလမ်းပြနိုင်ကြတယ်ငါအခုပြောမဲ့စကားကိုမင်းတည်တည်ချာချာနားထောင်ပါတည်တည်ချာချာနားမထောင်ရင်ငါပြောချင်တဲ့အချက်ကိုမင်းရမှာမဟုတ်ဘူးမင်းစိတ်ထဲမှာလဲမင်းတညာအလုံးပင်ပန်းခဲ့ရတာနဲ့စာရင်ထိုက်တန်တဲ့စကားကိုမရဘူးလို့ထင်နေအောင်မယ်သူကအဲ့လိုဆိုပြီးတဲ့နောက်သူ့မျက်ခုံးထူးထူးကြီးတွေအောက်ကနေတည်တည်ချာချာစိုက်ကြည့်ပြီးအလေးအနက်လေးတန်းနဲ့ပြောတယ်ငါစိတ်ထဲမှာငါရတဲ့ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းသည်ငါအတွက်ကိုယ်ပိုင်ဥစ္စာဖြစ်စေရမယ်လို့ရည်ရည်ပြတ်ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာချမ်းသာကြွယ်ဝမယ်လမ်းစာကိုငါသွားတွေ့ခဲ့တာပဲမင်းလည်းဒီအတိုင်းပဲတွေ့ပါလိမ့်မယ်တဲ့အဲ့ဒီနောက်ငါ့ကိုစိုက်ကြည့်နေလိုက်တာဖောက်ထွက်သွားမတတ်ပဲနောက်တော့ငါကမေးတယ်ဒါအကုန်ပဲလားလို့ဟုတ်တယ်အဲ့ဒါဟာသူ့အကြောင်းသားစိတ်ဓာတ်ပဲရှိခဲ့တဲ့လူတယောက်ကိုတကြွယ်စိတ်ဓာတ်ကိန်းအောင်လာအောင်ပြောင်းလဲပေးနိုင်တဲ့အတွေးခေါ်ပဲလို့သူကပြန်ဖြေတယ်ငါကထပ်မိတယ်ကျွန်တော်ရှာဖွေလို့သမျှရသမျှအားလုံးဟာကျွန်တော်ကိုယ်ပိုင်ဥစ္စာကြီးပဲမဟုတ်လားဆိုတော့သူကပြန်ဖြေတယ်ဟုတ်နိုင်ပါမလားကွာတဲ့မင်းအဲချုပ်သမားကိုပတ်စံမပေးရဘူးလားဖနက်ချုပ်သမားကိုမပေးရဘူးလားစားစရာတောက်စရာအတွက်ကောဘေဘီလုံးမှာမင်းပတ်စံမသုံးရပဲနေလို့ရသလားပြီးခဲ့တဲ့လတုန်းကမင်းရခဲ့တဲ့ပတ်စံအခုဘယ်နှပြားကျန်တယ်လဲပြီးခဲ့တဲ့တစ်နှစ်လုံးရတာဘယ်မှာလဲမရှိဘူးမလားဟုတ်လားမင်းကိုမင်းကလွဲလို့လူတကာကိုပတ်စံတွေမင်းပေးနေခဲ့တာပဲမင်းပင်မခံပြီးအလုံးလုံးသမျှအားလုံးဟာသူများအတွက်ကြီးဖြစ်နေတယ်မဟုတ်လားတခင်ကျွေးတာစားတခင်ပေးတာဝတ်ပြီးတခင်အတွက်အလုံးလုံးပေးနေရတဲ့ကျုံတယောက်နဲ့ဘာခြားနာတယ်လဲကဲမင်းရလာတဲ့ဝင်ငွေရဲ့10ပုံတစ်ပုံလောက်ကိုစုဆောင်းထားမယ်ဆိုရင်10နှစ်အတွင်းမှာမင်းဘလောက်ချမ်းသာနေမလဲတဲ့ပြောနေရကရုတ်တရက်ကောက်မိတယ်ငါကလည်းအဲ့ဒီလောက်တော့ကဏ္ဍအတွက်တက်သေးတယ်ဆိုတော့ချက်ချင်းပဲပြန်ဖြေလိုက်တယ်တနေ့စာဝင်ငွေစုမိပါပေါ့ဆိုတော့သူကပြောတယ်တဝက်ပဲမှန်တယ်တဲ့မင်းစုမိတဲ့ရွှေစာတိုင်းဟာမင်းအတွက်အလုပ်လုပ်ပေးမယ်ကြေးကျွန်ဖြစ်ရမယ်သူ့ကိုခိုင်းလို့ရလာတဲ့ကြေးနီပြားတိုင်းဟာသူနီးတူမင်းအတွက်ဆက်အလုပ်လုပ်ပေးမယ်ကြေးကျွန်ဖြစ်ရမယ်မင်းဟာချမ်းသာခြင်းတဲ့သူဆိုရင်မင်းစုဆောင်းလို့ရသမျှကိုထပ်တိုးပွားအောင်လုပ်ရလိမ့်မယ်အဲ့ဒီတိုးပွားတာကနေထပ်တိုးပွားထပ်တိုးပွားတာကနေနောက်တစ်ဆင့်ထပ်တိုးပွားအဲ့ဒီလိုဖြစ်ရမယ်အဲ့ဒါမှမင်းလူချင်းတောင်းတတဲ့ဒဏဥစ္စာတွေစုဝေးမိလာမှာမင်းကငါပေးတဲ့ချမ်းသာကြွယ်ဝရေးနီလန်းကိုကြားရတော့မင်းတညာလုံးအလုံးလုံးရတာနဲ့မတန်ဘူးလို့ထင်တယ်မဟုတ်လားငါညာတဲ့ဆိုတဲ့သဘောပေါ့လုံးဝမဟုတ်ဘူးငါပြောတဲ့သဘောတရားကိုမင်းတကယ်ပိုင်ပိုင်နိုင်စုပ်ကိုင်မိသွားပြီဆိုရင်မင်းငါစီကအစတစ်ထောင်မကပြန်ရလိုက်တယ်လို့ပဲဆိုတာမင်းသဘောပေါက်လာပါလိမ့်မယ်မင်းရတာရဲ့တစိမ့်တရေသားဟာမင်းအတွက်ဖြစ်ရမယ်လို့ငါဆိုခဲ့တယ်မင်းရဲ့ကိုယ်ပိုင်ဥစ္စာအဖြစ်တင်ဆက်ထားဖို့မင်းရတဲ့ငွေသည်နဲချင်နဲလိမ့်မယ်သို့တော့ဘလောက်နဲသည်ဖြစ်စေ10ပုံတစ်ပုံကိုတော့ဖယ်ထားလို့ရပါတယ်အကယ်၍တက်နိုင်တယ်ဆိုရင်တော့ဒီထက်မကပေါ့ကျန်တာကိုမှစားမယ်လူမယ်ဝေစားဝယ်မယ်ဒဏဥစ္စာဆိုတာတစ်ပင်နဲ့တူတယ်မျိုးစိတ်တစ်သေးလေးကနေကြီးထွားလာတာမင်းစုမိတဲ့ပထမဆုံးကျင်းနီပြားဟာနောက်တစ်နေ့ဒဏဥစ္စာတစ်ပင်ကြီးပေါက်ဖွားရှင်သန်လာစေဖို့မျိုးစိပဲမျိုးစိစောစောချရင်တစ်ပင်စောစောပေါက်တယ်ဒီတစ်ပင်ကိုယုံယုံကြည်ကြည်ထက်ထက်တန်တန်နဲ့မြေဩဇာကျွေးမယ်ရေတောင်းပေးမယ်ဆိုရင်မြန်မြန်ဆန်ဆန်သူ့ရဲ့အရေးကိုခူရမှာပဲသူကအဲ့ဒီလိုပြောပြီးတဲ့နောက်ရှင်စေးချက်တွေယူပြီးပြန်သွားတယ်အဲ့ဒီနောက်မှာသူပြောတဲ့စကားတွေကိုငါအလေးအနက်စဉ်းစားတယ်
သူစကားတွေဟာတိတ်ကိုအကြောင်းအကျိုးညီညွတ်မှုရှိတာငါတွေ့ရတာနဲ့အဲ့ဒီအတိုင်းလုပ်ကြည့်ဖို့ငါဆုံးဖြတ်ခဲ့တယ်ငါပတ်စံရလာတဲ့အခါတိုင်း10ပြားရရင်တစ်ပြားကိုတီးတန့်ဖယ်ထားလိုက်တယ်အဲ့ဒီမှာထူးခြားတာကဒီတစ်ပြားမသုံးရလို့အနေအစားကျင့်ကြံသွားတယ်ဆိုတာမျိုးလုံးဝမရှိတာပဲငကိုပုံမှန်လိုပဲဆက်လက်ပတ်နေထိုင်သွားလို့ရနေတယ်ဒါပေမဲ့စုငွေလေးများလာတဲ့အခါမှာတော့တခါတရံဖီနီရှန်ဘက်ကကုန်းသင်းမောတွေကလအုံးနဲ့လာတဲ့ကုန်းသည်တွေစီမှာပစ္စည်းဆန်းဆန်းပြပြတွေ့ရင်ဝယ်လိုက်ချင်တဲ့စိတ်တွေတိတ်ထားကြတာပေါ့ဒါပေမဲ့ကိုထိနိုင်ခဲ့တယ်ဒီလိုနဲ့တနှစ်တိလောက်ကြာတဲ့အချိန်မှာအယ်ကာမစ်ဒီချိန်ပြန်ရောက်လာတယ်သူကမှတ်ရပဲမေးတယ်ဘလို့လဲမောင်ရင်ပြီးခဲ့တဲ့နှစ်တည်းအတွင်းမင်းဝင်ငွေရဲ့10ပုံတစ်ပုံကိုစုပြည့်ရလားတဲ့ငါကလည်းဂုံယူစွာနဲ့ပဲပြောလိုက်တယ်ဟုတ်ကဲ့ကျွန်တော်စုပြစ်ပါတယ်ဆရာကြီးဆိုတော့အေးကောင်းတယ်ကွာတဲ့သူကငါ့ကိုပြုံးပြီးဆိုတယ်ပြီးတော့မေးတယ်မင်းအဲ့ဒီပတ်စံတွေကိုဘာလုပ်တလဲတဲ့ကျွန်တော်အဖို့သမားအဇမူးကိုပေးလိုက်တယ်အဇမူးကပင်လယ်ကူးသင်္ဘောနဲ့လိုက်သွားပြီးတိုင်ယာစိတ်ကမ်းမြို့မှာဖီနီရှန်ကျောင်းမြတ်ရတနာတွေဝယ်ခဲ့ပေးမယ်လို့ပြောတယ်သူပြန်ရောက်လာရင်ဓာတွေကိုရောင်းပြီးရတဲ့အမြတ်ကိုသူနဲ့ကျွန်တော်ခွဲဝေယူမှာပေါ့လို့ဖြေတော့အင်းလူဆိုတာခံရဘူးပြီးမှသင်ခန်းစာရတာမျိုးပဲဟေ့ဒီမှာကွာအုပ်ဖို့သမားကကြောက်အကြောင်းဘလောက်တိမှမို့လို့ယုံကြည်သွားအပ်ခဲ့ရတာလေကောင်းငင်ကကျဲတွေအကြောင်းသိချင်ရင်ပေါင်မုံဖုတ်တဲ့လူကိုသွားမိမှာလားစဉ်းစားဉာဏ်ရှိတဲ့လူမှန်ရင်နက်ခက်ပညာရှင်ပဲမေးမှမဟုတ်လားမင်းစုထားတဲ့ပတ်စံတွေတော့သွားပြီလို့သာအောက်မိလိုက်ပြီတော့အဲ့ဒီလူလက်ထဲအပ်လိုက်တာဟာမင်းစိုက်ထားတဲ့ဒဏအသစ်ပင်လေးကိုအမြစ်ပါမကြံဆွဲနှုတ်ပြလိုက်တာနဲ့အတူတူပဲဒါပေမဲ့ပြီးသွားတာဘယ်တက်နိုင်မလဲထက်ကြိုးစားပါနောက်ထပ်အပင်သစ်စိုက်ပါဒီတစ်ချိန်မှာတော့ကြောက်မြဲနာအကြောင်းသိချင်ရင်ကြောက်ကုန်တယ်စီသွားသူ့အကြောင်းသိချင်ရင်သူ့မွေးတဲ့သူစီကိုသွားကွအကျဉ်းဉဏ်ဆိုတာလူတွေအခမဲ့အလျောက်ပေးတတ်ကြတာမျိုးအရာတွေဒါပေမဲ့တန်မိုးရှိတဲ့အကျဉ်းဉဏ်မျိုးကိုမှယူမိဖို့အရေးကြီးတယ်ငွေကြေးကိစ္စမှာနားမလဲသူစီကအကျဉ်းဉဏ်ယူမိရင်သူ့အကျဉ်းဉဏ်တန်မိုးမရှိတဲ့အကြောင်းကိုငွေနဲ့ရင်းပြီးတည်ထူရတယ်လို့ဖြစ်လိမ့်မယ်တဲ့အဲ့ဒါလိုတွေပြောပြီးသူပြန်သွားတယ်သူပြောတဲ့အတိုင်းပါပဲဖီနီရှန်တွေဆိုတာကလူလင်လူနတ်တွေကိုအဇမူးကိုပလင်းခွဲဟလိုဟာမျိုးတွေကြောက်ဆိုပြီးလိန်ရောက်လွတ်လိုက်တယ်ဒါပေမဲ့အယ်ဂါမစ်တိုက်တွန်းသွားခဲ့တဲ့အတိုင်းငါဆက်ပြီး10ပြားမှတစ်ပြားစုပါတယ်အကျင်လေးလေးရသွားပြီဆိုတော့ငါအတွက်စုရတာအပန်းမကြည့်တော့ဘူးဆက်လက်လာကြာတဲ့အခါစာကူးတဲ့အခန်းကိုအယ်ဂါမစ်ရောက်လာပြန်တယ်ဘလို့လဲကွဒီကြားထဲမှာတိုးတက်မှုရှိရလားတဲ့ကျွန်တော်သစ္စာရှိစွာပေးကမ်းနေစေပါဆရာကြီးဒီတစ်ခါတော့ကျွန်တော်ပတ်စံတွေကိုဒိုင်းလုတ်တဲ့အိတ်ကာစီအပ်ပါတယ်သူ့အတွက်ကြေးဝယ်ဖို့ပေးထားတာသူ့စီကလေးလာတဲ့ချိန်အတိုးမှန်ရပါတယ်ဆိုတော့ကောင်းတယ်ကွမင်းအဲ့ဒီအတိုးကိုဘာလုပ်တလဲတဲ့ကျွန်တော်အခန့်ဝဲကြီးတစ်ခုကျင်းပါတယ်ပြားရည်တို့ကိမ့်မုံတို့အကောင်းစားဝိုင်းအရက်တို့နဲ့ကြကြနာနာပေါ့ပြီးတော့ကျွန်တော်အတွက်ကြက်သေးရောင်ကျူးနှစ်အင်ကြီးတစ်ထဲဝယ်တယ်နောက်တစ်ချိန်ဆိုရင်တော့ကျွန်တော်စီးဖို့မြင်းလေးတစ်ကောင်ဝယ်မယ်စိတ်ကူးတယ်ငါကပြောတော့အယ်ဂါမစ်ကရဲတယ်မင်းကကိုစုငွေကပေါက်ဖွားတဲ့သားသမီးတွေကိုစပစ်သလားတဲ့အဲ့ဒါဆိုသူတို့ကမင်းအတွက်ဘာဆက်လုပ်ပေးနိုင်အောင်မလဲမင်းအတွက်အလုပ်လုပ်ပေးမဲ့နောက်ထပ်ကလေးတွေသူတို့ဘယ်မှာဆက်မွေးနိုင်ပါတော့မလဲဒီမှာမောင်ရင်ပထမဆုံးကကို့အတွက်ငွေရှာပေးမဲ့ကြေးကျွန်တွေတစုတစ်ဖွဲကြီးရအောင်အရင်လုပ်ရတယ်ကွအဲ့ဒီလိုရပြီးတဲ့အခါကျရင်ပျော်ပွဲရှင်ပွဲစားပွဲတောက်ပွဲတွေကြိုက်တဲ့လောက်စီရင်ကျင်းပပြီတော့ကုံသွားခန်းသွားမှာပူစရာမလိုတော့ဘူးလို့ပြောပြီးပြန်သွားတယ်နောက်2နှစ်လောက်သူနဲ့မတွေ့ရဘူးပြန်တွေ့တဲ့အချိန်ကျတော့အဖိုးကြီးကအတော့ကိုအုံးနေပြီသူကမေးတယ်အာခဲမင်းမျှော်မှန်းထားသလောက်ငွေကြေးစုဆောင်းမိသလားတဲ့ငါကလည်းဖြေတယ်မျှော်မှန်းသလောက်တော့မရသေးပါဘူးဒါပေမဲ့ရတန်သလောက်တော့ရနေပါပြီအဲ့ဒါတွေဆက်ပြီးအတိုးအညွတ်နေလဲပွားများနေပါတယ်လို့မင်းအုပ်ဖို့သမားစီကအကြံဉာဏ်ယူသေးသလားတဲ့ဟုတ်ကဲ့ဥက္ကိစ္စနဲ့ပတ်သက်ရင်တော့ယူပါတယ်ငါကလည်းပြန်နောက်တယ်အာခဲ
မင်းဟာသင်ငန်းစာကိုကောင်းကောင်းကျင့်ကြံသွားပြီတဲ့ပထမဆုံးမင်းဟာကိုရတဲ့ဝင်ငွေထက်လျှော့သုံးပြီးနေထိုင်တတ်ခဲ့တယ်အဲဒီနောက်မင်းဟာအတွေ့အကြုံရှိတဲ့လူတွေစီကတန်မိုးရှိတဲ့အကြံဉာဏ်တွေရယူတတ်ခဲ့တယ်နောက်ဆုံးအဆင့်အနေနဲ့ငွေကိုတိုးပွားအောင်မင်းလုပ်တတ်ခဲ့တယ်တနည်းပြောရရင်မင်းဟာငွေရှာတတ်ခဲ့ပြီငွေကိုထိမ့်သိမ့်တတ်ခဲ့ပြီငွေကိုလည်းခိုင်းစေအသုံးချတတ်ခဲ့ပြီဒီမှာအခက်မင်းမှလုပ်ငန်းတစ်ခုကိုတာဝန်ယူဆောင်ရွက်နိုင်တဲ့အရေးချင်းတွေအပြည့်အဝရှိနေပြီလို့ငါမြင်တယ်အဲဒီတော့ငါပြောမယ်ငါလည်းအသက်လဲကြီးပြီကွာငါသားတွေကငွေရှာဖို့ထက်သုံးဖို့ကိုပိုစိတ်ဝင်စားကြတယ်ငါလုပ်ငန်းကိုင်ငန်းတွေကအများကြီးပဲဒါတွေအားလုံးကြည့်ဖို့ငါမတတ်နိုင်တော့ဘူးအဲဒီတော့မင်းနစ်ပူးမြို့ကိုတွားပြီးအဲဒီကငါမိယာကိစ္စတွေတာဝန်ယူပေးပါအောင်မြင်မြင်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်မင်းကိုငါပါတနာအဖြစ်သဘောထားမယ်ငါပိုင်မီရဲ့တစိမ့်ဒေသကိုခွဲဝေပေးမယ်လို့သူကဆိုတယ်ငါနစ်ပူးမြို့ကိုတွားပြီးသူ့လုပ်ငန်းတွေကြီးကြပ်ပေးတယ်လုပ်ငန်းတွေအများကြီးပဲငါကလည်းရည်မှန်းချက်ကြီးတဲ့သူဆိုတော့ဒါတွေကိုကြိုးစားပြီးလုပ်တယ်စောစောကပြောခဲ့တဲ့အတိုင်းငွေနဲ့ပတ်သက်တဲ့ကဏ္ဍ300စလုံးကိုနိုင်နေရှိခဲ့ပြီဆိုတော့ငါအောင်မြင်ခဲ့တယ်အဲကာမီရဲ့ဥစ္စာပစ္စည်းတွေအများကြီးတန်ဖိုးတက်အောင်ငါလုပ်ပေးနိုင်ခဲ့တယ်ဒါကြောင့်မို့သူကွယ်လွန်ပြီးတဲ့အခါမှာသူကိုယ်တိုင်ဥပဒေနဲ့အညီစီမံပေးခဲ့တဲ့အတိုင်းသူပိုင်တဲ့မြေတချို့ကိုငါဝေစုရခဲ့တယ်အခက်ဤဇလန်ပြီးဆုံးသွားသည့်အခါသူတငယ်ချင်းတယောက်ကမှတ်ချက်ချသည်အဲကာမီစီကအမွေရိုက်လိုက်လို့မင်းကန်ကောင်းသွားတာပေါ့ဟူ၍ကံကောင်းတယ်ဆိုတဲ့စကားပြောမယ်ဆိုရင်တော့အဲကာမင်းနဲ့မတွေ့ခင်ကလေးကငါမှကြီးပွားခြင်းစိတ်ရှိနေခြင်းဟာသာကံကောင်းတဲ့အချက်လို့ဆိုရမယ်ကွငါမှကြီးပွားချမ်းသာခြင်းနဲ့ဆန္ဒရဲ့တကယ်ကိုကြီးပွားအောင်ထားလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ရဲ့ပြက်ပြက်သားသားခိုင်ခိုင်မာမာရှိနေတယ်ဆိုတာဟာ၄နှစ်လုံးငါရတဲ့ငွေရဲ့10ပုံတစ်ပုံစီကိုမှန်မှန်စုဆောင်းခဲ့ခြင်းအဖြစ်ထင်ရှားနေတာပဲတန်ငါတဲ့တရားဟာငါးတွေရဲ့ဓလေ့တဘာဝကိုနှစ်ပေါင်းများစွာလေ့လာပြီးတဲ့နောက်မှာပိုက်တလက်နဲ့သူထွက်ရှာတိုင်းငါရလာတာကိုကံကောင်းတယ်လို့ဆိုမလားကံကြမ္မာဆောင်နတ်သမီးဆိုတာတိတ်စီကံကြီးတယ်ကွဘာမှပြင်ဆင်မထားပဲလူတွေအတွက်အချိန်ကိုခံယူထုံးစံမရှိဘူးပထမနေ့စုထားတဲ့ပတ်စံတွေအလဟတ်တက်ဖြစ်သွားပြီးတဲ့နောက်မင်းဆက်ပြီးစုပြစ်တာကတော့ဝီပါဝါတိတ်ကောင်းလို့ပဲကွအဲ့ဒီမှာမင်းကသူများထက်တိတ်ထူးခြားသွားတယ်နောက်တငယ်ချင်းတယောက်ကပြောတယ်လာပြီဝီပါဝါအခက်ကဆိုသည်မဟုတ်ပါဘူးကွာမင်းတို့ကဝီပါဝါဆိုတာကိုတလွဲတွေမှတ်ထားကြတယ်ငါပြောမယ်ဝီပါဝါရှိရင်လူတယောက်ဟာကလဲအောင်မထမ်းနိုင်တဲ့ဝင်ကိုထမ်းနိုင်မလားနွားနှကောင်မဆွဲနိုင်တဲ့လှဲကိုဝီပါဝါဆန်းအားနဲ့သူဆွဲနိုင်မယ်ထင်သလားမဟုတ်ဘူးကွဝီပါဝါဆိုတာအဓိဋ္ဌာန်ခိုင်မာတာကိုပြောတာဘယ်လို့တစ်ခုကိုတော့ဖြစ်ငါလုံးမယ်လို့ဆုံးဖြတ်ထားရင်အဲ့ဒါကိုပြီးမြောက်တဲ့အထိလောက်တာဝီပါဝါပဲအဲ့ဒီဝီပါဝါမျိုးတော့ငါမှရှိတယ်ငါကတာဝန်တစ်ခုအနှင်းထားမယ်ဆိုပါတော့အသေးအမွှားကိစ္စလို့ငါသဘောမထားဘူးပြီးစီအောင်လုပ်တယ်ဘာကြောင့်လဲဆိုတော့အသေးအမွှားကိုမှပြီးစီအောင်မလုပ်နိုင်ရင်အကြီးအမားကိစ္စငါဘယ်မှယုံကြည်စိတ်ချနိုင်မှာတော့မလဲဥပမာဆိုပါဆိုငါအိမ်ကနေမြို့ရဲသွားတဲ့အခါလမ်းမှာတရားတစ်ခုဖြတ်ရတယ်ဒီတရားကိုဖြတ်တိုင်းမှာရေထဲကိုကြောက်ခက်တစ်လုံးစီရက်တီယာတီချမယ်လို့ငါဘာသာအထိတ်တန့်ပြူထားတယ်ဆိုရင်ဒီတရားကိုဖြတ်တိုင်းကြောက်ခက်တစ်လုံးတော့ငါချတယ်9ရက်မြောက်တဲ့နေ့မှာအမှတ်မဲ့ကြော်သွားမိပါတယ်ဆိုပါတော့ဟာနောက်နေ့မှာပဲနှလုံးချတော့မယ်ဆိုပြီးဆက်မသွားဘူးပြန်လှည့်လာပြီးကြောက်ခက်တစ်လုံးချမယ်ရက်20လောက်ရောက်တာတဲ့အခါအားခက်ရဘာမှအထိတ်ပဲမရှိပါဘူးကွာလုံးမနေပါနဲ့တရားသိပ်ပြည့်ခြင်းရင်လည်းအစုပ်လိုက်တာပြစ်ချလိုက်စမ်းပါဆိုတဲ့အတွေးမျိုးဝင်လာမယ်ဆိုပါတော့မရဘူးငါလည်းမခံဘူးတစ်နေ့တစ်လုံးရက်ပေါင်း100ချမယ်လို့ငါဂရီးပေးထားပြီးရင်တစ်နေ့တစ်လုံးရက်ပေါင်း100ပဲသို့တော့တခုတော့ရှိရဲ့ဟိုတတ်မှတ်ထားတဲ့ကိစ္စကိုပြီးအောင်လုပ်ချင်သူဖြစ်တဲ့အတွက်ကိုတိတ်ခက်ခဲပင်ပန်းတဲ့အလုပ်တွေလက်တွေ့မဖြစ်နိုင်တဲ့လုပ်ငန်းတာဝန်မျိုးတွေတော့ခိုင်းစီလေးမရှိဘူးငါကလွတ်လပ်အေးဆေးဆေးနေရတာကိုလည်းနှစ်သက်သေးတာကိုတီတွင်နောက်တငယ်ချင်းတယောက်ကဆိုပြန်သည်မင်းပြောတဲ့အတိုင်းသာမှန်မယ်ဆိုရင်တော့ကြီးပွားချမ်းသာအောင်လုပ်တဲ့နည်းဟာရိုးရိုးစင်စင်ရှင်းရှင်းလေးဖြစ်နေမှာပေါ့အဲ့ဒီတော့တကယ်လို့ဟာ
လွယ်တယ်ကွဆိုပြီးလူတိုင်းကချမ်းသာအောင်လုပ်ပြီးဆိုပါတော့ဒီလူတွေအားလုံးအတွက်ကြတော့ငွေတွေကဘယ်ကလာမှလဲငါတငယ်ချင်းကအတော်ပူတတ်တာပဲကိုအာခက်ကဆိုသည်ဒီလိုတငယ်ချင်းဒဏဥစ္စာဆိုတာလူတွေစူးစမ်းအားထုတ်တဲ့နေရာတိုင်းမှာပေါက်ဖွားတတ်တဲ့ပစ္စည်းတစ်မျိုးပဲဥပမာဆိုပါတော့တထေးတစ်ယောက်ကနန်းတော်ရောက်ကြီးမှခမ်းထားတဲ့အိမ်ကြီးတစ်ဆောင်ဆောက်ပြီးတဲ့ဒီအိမ်ကြီးပေါ်ပေါက်လာတဲ့အတွက်ဒီတထေးရဲ့ငွေအားလုံးလေထဲပြောက်ကွယ်သွားတာမှမဟုတ်ပဲဒီအိမ်တန်မိုးနဲ့ညီမျှတဲ့ငွေကိုအုပ်ဖုတ်တဲ့လူကရတယ်ပယံစရာကရတယ်အလုပ်သမားတွေကရတယ်ဒီအတွက်အားထုတ်ခဲ့ရတဲ့လူတွေအားလုံးဆိုင်ရာအချိုးစားနဲ့ရသွားကြတယ်ငွေကုန်ခံလိုက်ရတဲ့တထေးမှာကောတဲ့ဒီငွေနဲ့တန်ဖိုးချင်းညီမျှတဲ့အိမ်တစ်ဆောင်ရလိုက်လို့ပဲဒီလိုချင်းပြန်ရအောင်ဒီငွေရမယ်အဲ့ဒီတန်ဖိုးတွေနဲ့လားဘယ်ဟုတ်မလဲသူ့အိမ်ဆောက်တဲ့မြေကြီးဆိုပါတော့ဒီအိမ်ကြီးဆောက်လိုက်ပြီးတဲ့နောက်မှာဒီမြေကြီးဟာအရင်ထက်ပိုတန်ဖိုးတက်လာတယ်သူတင်လားမဟုတ်သေးဘူးသူဘေးနားမှာရှိတဲ့မြေဟာလည်းအခုဒီအိမ်ကြီးပေါ်လာတဲ့အတွက်အလိုလိုတန်ဖိုးတက်လာတယ်အဲ့ဒါပဲကွဒဏဥစ္စာဆိုတာမျက်လှည့်ပြသလိုအစမတန်ကြီးထွားသွားနိုင်တဲ့သဘာဝရှိတယ်သူ့ရဲ့အတိုင်းအစကိုဘယ်သူမှခံမှန်းလို့မရနိုင်ဘူးဖီနီရှန်တွေကွာမင်းတို့သိတဲ့အတိုင်းပင်လယ်ကိုသင်းမောနဲ့ထွက်ပြီးအယောင်အဝဲအလဲအလဲတွေလုံးရင်းနဲ့ကြီးပွားလာလိုက်ကြတာသူတို့နေကြတဲ့ပင်လယ်ကမ်းရိုးတန်းကကျေးရွာစနဘုတ်လေးတွေဆိုတာအခုတိုက်ကြီးတာကြီးတွေဟီးပြီးမျိုးကြီးပြာကြီးဖြစ်လာတယ်မဟုတ်လားတငယ်ချင်းပြောတာတွေအားလုံးသဘောပေါက်ပါပြီကွာအဲ့ဒီတော့ဒိုလဲချမ်းသာအောင်ဘယ်လိုလုပ်ရမလဲဆိုတာသာဆက်ပြီးအကြံဉာဏ်ပေးစမ်းပါအသက်တွေကလည်းကြီးလာကြပြီကွာကူးထီဘာမှကိုမရှိကြသေးဘူးတငယ်ချင်းတယောက်ကဆိုသည်စိတ်ဓာတ်တွေကိုတဲ့ပြေးဝလာပြီဆိုတဲ့အခါပထမဆုံးကိုဝင်ငွေကိုပြန်သုံးသက်ငါဘယ်လောက်စုနိုင်မလဲစဉ်းစားဆုံးဖြတ်10ပုံတစ်ပုံထက်တော့လုံးဝမလျော်နေစေနဲ့အခြားအသုံးဆွဲတွေကိုဘယ်ပုံဘယ်နည်းထိမ့်သိမ်းကိုကဲမယ်ဆိုတာလဲစီစဉ်ရမှာပေါ့ဒါပေမဲ့အရေးအကြီးဆုံးကဘယ်နှစ်ပုံတစ်ပုံလဲစုမဲ့အပုံကိုအရင်ဆုံးဖယ်ထားဖို့အဲ့လိုစုဆောင်းလာမယ်ဆိုရင်တိတ်မကြပါဘူးကိုယ့်လက်ထဲမှာဘယ်သူဘဝမှထိတိုးလို့မရတဲ့ကိုပိုင်စစ်ဒဏဥစ္စာအစုကလေးတစ်ခုရလာပြီဆိုတာနဲ့စိတ်ချမ်းသာကျေနပ်မှုအရာတာကိုမင်းတို့ခံစားလာရလိမ့်မယ်ချမ်းသာလာတဲ့အရာတာလေးကိုစုငွေများလာလေးပိုပြီးစရာတက်လာလေးပဲဒီအခါဘဝဟာပိုပြီးပျော်စရာတက်ကြစရာကောင်းလာရဲ့နောက်ထပ်ပိုရအောင်ရှာဖို့အားအင်တွေဝင်လာမယ်ဘာကြောင့်လဲဆိုတော့နောက်ထပ်ဝင်လာသည်များမှာလဲကိုပိုင်ဥစ္စာစစ်အဖြစ်နဲ့အချိုးကျရအောင်မှာကိုဒီအဲ့ဒီလိုဥစ္စာပစ္စည်းကလေးတစ်ခုစုဆောင်းမိပြီးတဲ့နောက်မှာဒီဥစ္စာကိုအတွက်အလုပ်ခိုင်းရမယ်ကိုစုဆောင်းခဲ့တဲ့ယရနာဥစ္စာဟာကိုအတွက်ကြေးကြုံမယ်ဒီကြေးကြုံကနေတားမြေးတွေနောက်ထပ်ပေါက်ဖွားပြီးကိုအတွက်ဆက်အလုပ်အကျွေးပြုကြရအောင်စနစ်တကျခံခွဲခိုင်းစေရမယ်ဘယ်သူမဆိုကိုရဲ့အနာဂတ်အတွက်ဝင်ငွေတစ်ခုသေးချအောင်လှုပ်ထားနိုင်ဖို့လိုတယ်ကိုပတ်ဝန်းကျင်မှာလူအိုတွေတွေ့ရတဲ့အခါတိုင်းငါလည်းတနေ့ကျရင်ဒီလူတွေလိုအိုရမှာပဲဆိုတာသတိထားပြီးဘယ်သူမဆိုကိုရဲ့အနာဂတ်အတွက်ဝင်ငွေတစ်ခုသေးချအောင်လှုပ်ထားနိုင်ဖို့လိုတယ်ကိုပတ်ဝန်းကျင်မှာလူအိုတွေတွေ့တဲ့အခါတိုင်းငါလည်းတနေ့ကျရင်ဒီလူတွေလိုအိုရမှာပဲဆိုတာသတိရပြီးကိုမှရှိတဲ့ဥစ္စာပစ္စည်းကိုအဲ့ဒီအချိန်ခါအထိတည်မြဲနေအောင်ဂယုစရင်းနှီးမြှုပ်နှံမှုပြုဖို့လိုတယ်ဒီနေရာမှာအမြန်အစွန်းတွေမတန်တဆရတယ်အတို့အညွန့်တွေအများကြီးပေးရဆိုတဲ့အလုံးမျိုးကိုတော့သတိထားဖို့မင်းတို့ကိုအကြံပေးခြင်းနဲ့ဒါတွေဟာနောက်တစ်နေ့ဒုက္ခရအောင်ကိုဖျားယောင်းပြီးခေါ်တဲ့ဟာမျိုးတွေဖြစ်နေတတ်လို့ပဲပြီးတော့မတော်တဆကိုအနှိမ့်ဆရောက်သွားခဲ့ရင်ကြံရစ်တဲ့မိသားစုရုတ်တရက်ဒုက္ခဆင်းရဲမရောက်ကြရအောင်လဲပြင်ဆင်ထားဖို့လိုတယ်ဒီအတွက်ကိုလည်းဖြည်းဖြည်းနဲ့မှန်မှန်စုဆောင်းဖြည့်ဆည်းသွားတဲ့နည်းနဲ့လုပ်လို့ရပါတယ်နောက်တစ်ခုကကိုယ့်ဥစ္စာတိုးပွားအောင်ဆောင်ရွက်တဲ့နေရာမှာကျွမ်းကျင်လိမ္မာတဲ့ပုဂ္ဂိုလ်များနဲ့တိုင်ပင်နှီးနှောပြုဖို့ပါပဲငွေကြေးကိစ္စနေ့စဉ်စီမံဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေစီကအကြံကောင်းဉာဏ်ကောင်းတွေရယူတဲ့နဲ့နားလေသူတွေစီကအကြံဉာဏ်ကိုယူပြီးအလုပ်လုပ်တဲ့အခါငါးတုံးကလိုအုပ်ဖို့သမားအဲဇမှုလက်ထဲကိုပစံတွေထဲလိုက်မိတဲ့အမှားမျိုးမင်းတို့မကြုံရတော့ဘူးပေါ့
ငွေနဲ့ရင်းပြီးငွေရှာတဲ့အခါမှာအမြန်များများရဖို့အတွက်ကိုယ့်ငွေကိုစွန့်စားတာထက်အမျက်ရာခိုင်နှုန်းနည်းကျင်နေမယ်ဒါပေမဲ့စိတ်ချရတယ်ဆိုတဲ့အလုံးမျိုးကိုရွေးတာပိုကောင်းတယ်ငွေရှာတယ်ငွေစုတယ်ဆိုတာတွေလုံးနေရတဲ့တစ်ချိန်တည်းမှာဘဝဆိုတာစိတ်ချမ်းသာပျော်ရွှင်စွာနေထိုင်မှုဆိုတာကိုလည်းမမေ့စေချင်ဘူးကိုတိတ်အပန်းတကြီးဖြစ်အောင်မလုံးနဲ့အလွန်အကျွံချွေတာစုဆောင်းတာမျိုးလည်းမလုံးနဲ့ဝင်ငွေရဲ့10ပုံတစ်ပုံလောက်ကိုသာမပင်မပန်းစုဆောင်းနိုင်မယ်ဆိုရင်အဲ့ဒီလောက်ကိုပဲစုကျန်တဲ့အပိုင်းတွေမှာကိုဝင်ငွေနဲ့တင်းတင်လျှောက်ပတ်အောင်သုံးစွဲနေထိုင်စစ်စစ်နဲ့နဲ့တွန့်တူမနေနဲ့သုံးတဲ့နေရာမှာသုံးပြောတဲ့နေရာမှာပြောတတ်မှဘဝဆိုတာပြည့်စုံကြွယ်ဝတယ်တာတော့တာယာရှိတယ်အားခဲဤအကြံပေးစကားများကိုနားထောင်ပြီးနောက်တငယ်ချင်းများကျေးဇူးတင်စကားဆိုကားအတူတကွပြန်ကြသည်သို့တော့သူတို့တွင်ပြမှုရာတွေကတယောက်နဲ့တယောက်မတူကြတချို့ကလမ်းတစ်လျှောက်လုံးနှုတ်ဆက်သွားကြသည်ဒီလူတွေကစိတ်ကူးညံနေသည့်ပုံကိုယ်တွေအားခက်ပြောသောစကားတွေနားထောင်ပြီးဘာမှမမြင်မိမကြားမိသဘောမပေါက်မိသည့်ပုံကိုယ်တွေတချို့ကတော့မဲကရွဲကနဲ့အားခက်အကြောင်းမကောင်းပြောသွားကြသည်သူတို့စိတ်၌ကုသိုလ်ကံကောင်း၏ချမ်းသာသွားသောအားခက်အနေနှင့်သူ့လောက်ကံမကောင်းသည့်တငယ်ချင်းများကိုအနည်းနဲ့အများပေးကမ်းဝေမျှတင်သည်ဟုယူဆကြသည်သို့သောအချို့ပုဂ္ဂိုလ်များကအနာဂတ်အတွက်မျှော်လင့်ချက်ဖြင့်ရှင်းလန်းတကြ၍လာကြသည်သူတို့ဘဝအတွက်အလင်းရောင်ကိုမြင်ခဲ့ကြပြီအားခက်ရှိရာအလုဌာနသို့အေဒဂါမိအကြိမ်ကြိမ်ရောက်လာခဲ့ခြင်းမှာအမှောင်တွင်မှအလင်းသို့ကြိုးစားလှမ်းထွက်နေသည့်လူငယ်တစ်ယောက်ကိုဖေးမှကူညီခြင်း၍ဖြစ်ကြောင်းသူတို့သဘောပေါက်လိုက်ကြသည်မိမိဘဝအတွက်အလင်းရောင်ကိုမြင်လိုက်ပြီဆိုလျင်ထိုသူအတွက်နေရာတစ်ခုအသင့်ရှိသွားပြီဖြစ်သည်ထိုနေရာဟူသည်ကိုမြည်သူမျှအလိုလျောက်မရမိမိလမ်းကြောင်းကိုသိမြင်ကအခွင့်အရေးကြုံလာလျင်အရယူရန်မိမိကိုယ်ကိုအသင့်ပြင်ဆင်ပြီးဖြစ်မှသာတေချာသွားမည်ဖြစ်သည်အားခဲဤတငယ်ချင်းများထဲမှသဘောပေါက်သွားသောပုဂ္ဂိုလ်တချို့သည်နောက်ပိုင်း၌လည်းအားခက်ထံမကြာခဏရောက်လာတတ်သည်အားခက်ကသူတို့အားအမြဲလှိုက်လဲပြီးငါစွာကြိုးဆိုသည်သူတို့နှင့်တိုင်ပင်နှီးနှောသည်အတွေ့အကြုံများပြားလှသူတို့ထုံးစံအတိုင်းသူပညာဗဟုသုတသူဉာဏ်အမျှော်အမြင်များကိုရဲရောဖွင့်ဟဖြန့်ချီသည်တငယ်ချင်းတို့၏စုဆောင်းငွေများကိုအကျိုးအမြတ်ရှိပြီးစိတ်လဲချရသည့်လုပ်ငန်းကိုင်ငန်းများထဲတွင်ရင်းနှီးမြှုပ်နှံဖြစ်အောင်ကူညီဆောင်ရွက်ပေးသည်အားခက်နှင့်ပေါင်းသင်းရသဖြင့်သူတို့အကျိုးကျေးဇူးများစွာခံစားကြရသည်စင်စစ်၎င်းတငယ်ချင်းများ၏ဘဝမှာအားခက်နေအိမ်သို့ပထမဆုံးအကြိမ်တွားရောက်မေးမြန်းသောနေ့ကစတင်ကြားသိရသည့်အရေးကြီးဆုံးစကားတစ်ခွန်းကြောင့်ပင်ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်၎င်းတို့အားအကောင်းဘက်သို့ပြောင်းလဲသွားစေခဲ့သည့်ထိုစကားကအေဒဂါမစ်ထံမှအားခက်သို့အားခက်မှတဖန်၎င်းတို့ထံသို့လက်စစ်ကမ်းခဲ့သည်ငါရသည့်ဝင်ငွေ၏တစ်စိတ်တစ်ပိုင်းသည်ငါအတွက်ကိုယ်ပိုင်ဥစ္စာဖြစ်စေရမည်ဟုသောစကားပင်တည်း